ခေါင်းဆောင်ဖြစ်သူကသူကင်ဆောင်ထားတဲ့အထူးလက်နက်ထီးကိုဖြည်းဖြည်းချင်းဖွင့်လိုက်တဲ့အခါမှာတော့စစ်တီအားလုံးဟာသူတို့ရဲ့လက်နက်တွေကိုအသီးသီးထုတ်လိုက်ကြပါတယ်။အဲ့ဒီနောက်ရန်သူရန်ကနေကာကွယ်ဖို့အတွက်ထီးနှစ်လက်ရဲ့အလဲဘဟုမှာအတူတူစုဝေးပြီးဝတ်လိုက်ကြပါတယ်။အဲ့ဒီအချိန်မှာပဲသူတို့ဟာဝါပင်တွေရဲ့ရုံးကန်အားကိုအသုံးပြုပြီးစစ်တီတွေကိုရန်သူနယ်မြေထဲထိရောက်အောင်ပြစ်လွတ်နိုင်ဖို့ဝါပင်တွေကိုအစွမ်းကုန်ဆွဲကွေးလိုက်ကြပါတယ်။ရန်သူတွေဘက်ကလည်းသူတို့ကျူးကျော်ခံနေရပြီဆိုတာကိုသိလိုက်တာနဲ့ဒီလိုမတ်ဆောက်တဲ့လမ်းချင်းလေးထဲမှာခုခံဖို့ပြင်ဆင်ကြပါတယ်စစ်တီတွေဟာအရှိန်အဟုန်နဲ့ကျူးကျော်ဝင်ရောက်လာတဲ့အတွက်ရန်သူလေးတီတော်တွေကချက်ချင်းတိုက်ခိုက်ပါတော့တယ်ဒါပေမဲ့စစ်တီတွေဟာလက်နက်ထီးတွေရဲ့အကာအကွယ်အောက်မှာရှိနေတဲ့အတွက်ရန်သူများတွေမှန်ဖို့ခက်ခဲနေပြီးတစ်ဖက်မှာလည်းရန်သူကိုတိတိကျကျပြန်လည်တိုက်ခိုက်နိုင်ကြပါတယ်ဒီလက်နက်ထီးတွေရဲ့အကူအညီကြောင့်ပဲစစ်တီအမြောက်များဟာခုခံရလွယ်ကူတဲ့ဒီနေရာကိုအလွယ်တကူဖျက်ကျော်သွားနိုင်ခဲ့ကြပါတယ်ဒါဟာမျိုးတဲကရန်သူတွေကိုသတိပြုမိသွားစေပြီးရန်သူစစ်တပ်အုပ်စုကြီးဟာသူတို့စီကိုအလုံးရင်းနဲ့ဦးတည်လာပါတော့တယ်။အဲ့ဒီအချိန်မှာတော့စစ်တီတွေဟာသူတို့ရဲ့လက်နက်ထီးတွေကိုချက်ချင်းဆွဲယူပြီးခလုတ်ကိုနှိပ်လိုက်ကြပါတယ်။ထီးတွေကိုအရှိန်နဲ့လှည့်ပတ်လိုက်တဲ့အခါမှာတော့ထီးမှာတက်ဆင်ထားတဲ့ဓားသွားတွေဟာရန်သူတွေစီကိုလွင့်စင်ထွက်သွားပြီးအပြတ်သက်ချေမှုန်းလိုက်ပါတော့တယ်။